ဒါကကျွန်တော်ကျောင်းတုန်းကတငယ်ချင်းတယောက်ရဲ့အဆောင်မှာတွားအိတ်တုန်းကဂျုံခဲ့ရတဲ့အဖြစ်ပြက်ပါအဲ့ဒီနေ့ကတငယ်ချင်းကအပြင်တွားစရာရှိလို့ကျွန်တော်တယောက်တည်းအဆောင်ခန်းထဲမှာဂျန်ခဲ့တယ်အခန်းကချင်းချင်းလေးကတင်တလုံးတဲ့ဘီရိုတလုံးနဲ့ရှိတယ်ညတနာရီလောက်မှာကျွန်တော်အိပ်ပျော်သွားခဲ့တယ်ရုတ်တရက်ကျွန်တော်နိုးလာတယ်ဘလူးစီးတလိုမျိုးတကူလုံးလှုပ်လို့မရဘူးမျက်လုံးကိုအတင်းဖွင့်ကြည့်တော့ကျွန်တော်ရဲ့ဘီရိုပေါ်မှာတစုံတစ်ခုထိုင်နေတာကိုမြင်လိုက်ရတယ်။အဲ့ဒါကလူတစ်ယောက်ရဲ့ပုံသဏ္ဍာန်ပဲ။ဒါပေမဲ့သူ့ရဲ့ကိုယ်ခန္ဓာကမီးသွေးခဲလိုမဲနှံ့နေပြီးအသားရည်ကအရေးပြိုကျနေတယ်လို့မျိုး။သူကဘီရိုဘော်ကနေချမ်းမင်မော်ကိုဘုံကနေခုန်ချလိုက်တယ်။ပြီးတော့လီးဘက်ထောက်ပြီးကျွန်တော်ကတင်စီကိုတရွတ်တိုက်လာနေတယ်။သူကကျွန်တော်မျက်နှာနားအထိကတ်လာတဲ့အချိန်သူ့ရဲ့အေးဆက်တဲ့အသက်ရှူတန်းကိုကျွန်တော်ခံစားလိုက်လာတယ်။ကျွန်တော်အစွမ်းကိုရုန်းကန်ပြီးနိုးလာတဲ့အချိန်မှာအခန်းထဲမှာဘယ်သူမှမရှိတော့ဘူး။အိမ်ဘက်ပါပဲလေဆိုပြီးတပ်ပြင်းချလိုက်တဲ့အချိန်မှာကျွန်တော်ရဲ့လက်မောင်းမှာပူထူသွားတာခံစားလိုက်ရတယ်။ဖုံးမီနဲ့လှမ်းကြည့်လိုက်တော့ကျွန်တော်လက်မောင်းမှာလက်တရေးနဲ့ကုတ်ချစ်ထားတဲ့အရာသုံးခုကလက်လက်ဆက်ဆက်သွေးဆုပ်နေတာကိုတွေ့လိုက်ရတယ်။အိမ်မက်ဆိုရင်ဘာလို့ဒီတန်ရာတာတကယ်ရှိနေတာလဲ။အဲ့ဒီအခက်ပြက်ပြီးတော့ကျွန်တော်အဆောင်ကနေချက်ချင်းပြောင်းခဲ့ပေမဲ့ဆက်စုချင်းစိနဲ့အဆောင်ပိုင်ရှင်အဖွားကြီးကိုတွားမေးခဲ့မိတယ်။အဖွားကြီးကကျွန်တော်လက်ကိုမြင်တော့မျက်နှာတစ်ချက်ပြတ်သွားပြီးအဲ့ဒီအခက်ပြက်ကိုပြောပြတယ်။လွန်ခဲ့တဲ့10နှစ်လောက်ကအဲ့ဒီအခန်းမှာတက်ကတော်ကျောင်းသူလေးတစ်ယောက်နေခဲ့ဘူးတယ်။သူကနေကနေတက်ပြီးအဆောင်မှာနေတဲ့သူပေါ့။သူ့မှာကောင်လေးရှိတယ်။သူကသူ့ကောင်လေးကိုတအားချစ်တာတဲ့။ဒီလိုနဲ့တနေ့မှာပဲအဲ့ဒီကောင်လေးကတခြားမိန်းကလေးတစ်ယောက်နဲ့ဖောက်ပြန်နေတာသိလိုက်ရတယ်။သူအယမ်းခံစားသွားရတယ်။စိတ်တက်တွေအကုန်ကျသွားပြီးဘသူ့မှအကူအညီမတောင်းခဲ့ဘူး။နောက်ဆုံးတော့သူနေထိုင်တဲ့အဲ့ဒီဘီရိုဟောင်းကြီးထဲမှာပဲကျိုးဆွဲချပြီးအဆုံးစီရင်သွားခဲ့တယ်လို့အဖွားကပြောပြလာတယ်